အားလုံးပဲမင်္ဂလာပါနွယ်လေးဟမိတ်ကကြိုဆိုပါတယ်အခုထိုးပြမှာတော့ဒီကန်းကော်ပွင့်ထိုးနည်းလေးကိုထိုးပြမှာဖြစ်ပါတယ်เนาะဒီကန်းကော်ပွင့်ထိုးဖို့အတွက်လိုအပ်တဲ့ကုန်စည်လေးတွေကတော့ချီရတော့ဒီကမက်ကော့တွင်4 ply ဒီအမဲပတ်လေးကိုသုံးပါတယ်ဒီပိုလီတဲ့သုံးမယ်ဆိုရင်ပိုလီ12 ply 80 ply သုံးလို့ရပါတယ်เนาะကျွန်မကဒီနှစ်မျိုးလုံးသုံးပါတယ်12 ply 12 ply ကိုတော့သုံးများတယ်80 ply ကကြတော့လေအင်ဂျီတွေပေါ်ဝါဒီမှာကတ်တဲ့ခါမှာနည်းနည်းထူတယ်လေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မက12 ply နဲ့သုံးတာများပါတယ်80 ply နဲ့လည်းရပါတယ်เนาะကိုယ်စိတ်ကြိုက်သုံးပါဒီကတော့ဝက်ဆန်လေးအတွက်ဒီအဝါရောင်လေးပေါ့เนาะနေကြဝါအရင်ကိုသုံးပါတယ်ဒါလည်းဒီချီလေးတွေပဲသုံးပါတယ်เนาะကျွန်မကဒီချီနှစ်မျိုးပဲသုံးပါတယ်ရှင်ခန်းကော်ဆိုရင်လေအဆိုင်ကတော့ဒီမှာဗာလဲဆိုရင် 2.5 mm ကိုသုံးပါတယ်เนาะ2.5 သုံးတယ်ပြီးတော့လိုတာကဘာလို့မလဲဆိုရင်ကတ်ကြီးလိုပါမယ်အချီလုံးနဲ့အပ်လိုမယ်ပြီးတော့ဝက်ဆန်လေးဖွားဖို့တဲ့ဘီလေးတစ်ချောင်းလိုပါမယ်เนาะဒါပါပဲရှင်မက်ဂျက်ရန်လေးလောက်ပါမယ်မက်ဂျက်ရန်ကတော့ကိုကြိုက်နေတဲ့လို့လောက်ပါကိုလောက်တတ်တယ်လို့ပဲလောက်ပါเนาะဒီလိုမဲကျက်ရန်လေးလှုပ်လိုက်ပြီဆိုရင်ဒီထဲမှာတိုင်လက်17ပင်ထိုးပါမယ်ရှင်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10 9 10 17ဒီလိုမျိုးလေး17ပင်ရပြီဆိုရင်ဒါလေးကိုဆွဲလိုက်ပါเนาะဒီလိုလေးဆွဲလိုက်ပဲဆွဲပြီးရင်ဒီပထမဆုံးတိုင်လာထိုးခဲ့တဲ့အပေါက်မှာရှက်ကော်နဲ့ဆက်ပါမယ်เนาะဆက်ပါမယ်အဲ့လိုမျိုးဆက်လိုက်ပြီဆိုရင်ဒီအလယ်မှာအပေါက်မကျခဲ့ပါစေနဲ့เนาะဒါလေးကိုနာလေးဆွဲပေးပါပြီးလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့ရအတွက်ဆိုရင်ချိန်3ကထိုးပါမယ်ထိုးပြီးတော့ TR နီးနဲ့ထိုးပါမယ်เนาะ TR ဆိုတာ2ရက်တင်တိုင်ရှည်ကိုပြောတာပါအပေါ်ထိုးပြီးတော့ TR နီးနဲ့ထိုးပါမယ်เนาะ TR ဆိုတာ2ရက်တင်တိုင်ရှည်ကိုပြောတာပါအပေါ်မှာ2ခါရစ်မယ်ရစ်ပြီးတော့အခုရှောက်ကော်နဲ့ချိတ်ခဲ့တဲ့အပေါက်ထဲမှာတပင်ထိုးပါမယ်2ရက်တင်တိုင်ရှည်နီးနဲ့တစ်ပေါက်ထဲကို3ခါထိုးပါမယ်เนาะနှစ်ပင်ရိုးရိုးတိုင်ရှည်မဟုတ်ပါဘူးเนาะ2ရက်တင်တိုင်ရှည်ပါ3ခါရှိသွားပါပြီเนาะ3ခါထိုးပြီးဆိုရင်အဲ့ဒီနီးနဲ့ပဲနောက်တစ်ပေါက်ထဲမှာလည်း3ခါထိုးပါမယ်2ရက်တင်တိုင်ရှည်တစ်ခါနှစ်ခါ3ခါเนาะဒီလိုမျိုးလေးရပါမယ်အဲ့လိုရပြီဆိုရင်ချိန်3ခါထိုးပါမယ်ထိုးပြီးတော့ဒီကကက်ရက်ကအပေါက်မှာပေါ့နော်နောက်တစ်ပေါက်ပေါ့ဒီထိုးခဲ့တဲ့အပေါက်ရဲ့ဘေးကကက်ရက်ကအပေါက်မှာရှက်ကော်နဲ့ဆက်ပါမယ်နော်ဒီလိုလေးပါရှက်ကော်ချိတ်လိုက်ပါတယ်ပြီးတော့နောက်ထပ်ပွင့်ဖက်တစ်ခုထိုးဖို့ရအတွက်ဆိုရင်ချိန်3ခါတက်ပါမယ်တက်ပြီးတော့2ရက်တင်တိုင်ရှိအဲ့အခုရှက်ကော်နဲ့ချိတ်ခဲ့တဲ့ဘေးကအပေါက်ပေါ့နော်ကက်ရက်ကအပေါက်မှာနောက်တစ်ပေါက်မှာ2ရက်တင်တိုင်ရှိ3ခါထိုးပါမယ်3ခါပြေးပါပြီ3ခါပြေးပြီဆိုလို့ရှိရင်နောက်တစ်ပေါက်မှာလည်းအဲ့လိုမျိုးပဲ3ခါထိုးပါမယ်ဒီ3ခါထိုးခဲ့တဲ့ဘေးကရက်ကအပေါက်မှာ2ရက်တင်တိုင်ရှိ3ခါထပ်ထိုးပါမယ်တပင်2ပင်3ပင်ဒါဆိုရင်ပွင့်ဖက်တစ်ခုရပါပြီပွင့်ဖက်တစ်ခုရပြီဆိုတာနဲ့ချိန်3ခါထိုးပါမယ်ထိုးပြီးတော့နောက်တစ်ပေါက်မှာရှက်ကော်နဲ့ချိတ်ပါမယ်အဲ့ဒီလိုမျိုးနောက်ထပ်ဒီပွဲဂန်းကော်ဘန်းကအပွင့်တစ်ပွင့်မှာဆိုပွင့်ဖက်4ခုရှိပါတယ်ဒါမှ2ခုပြီးထွားဆိုတော့အဲ့ဒီဒါဆိုရင်ပွင့်ဖက်လေး4ခုရပါပြီเนาะပွင့်ဖက်4ခုရပြီဆိုရင်ဒီမှာအပေါက်ကလည်းကွက်တီပါပဲเนาะဟော17ပင်ထိုးခဲ့တာကိုတိုင်လား17ပင်ဆိုရင်ပွင့်ဖက်4ခုထိုးလိုက်တဲ့အခါမှာဒီလိုမျိုးကွက်တီဖြစ်ရပါမယ်เนาะပြီးဆိုနောက်ဆုံးပြီးသွားပြီဆိုရင်ချိန်3ခါထိုးပါမယ်ချိန်3ခါထိုးပြီးတော့ဒီဘက်ကဒီပထမဆုံးစားခဲ့တဲ့အပင်ရင်းမှာသွားပြီးတော့ရှက်ကော်နဲ့ချိန်လိုက်ပါမယ်เนาะချိန်လိုက်ပါမယ်ဒီလိုမျိုးလေးရပါမယ်ရပြီဆိုရင်ချိန်တစ်ခါထိုးမယ်ထိုးပြီးတော့ဒါလေးကိုကတ်ကြီးလေးနဲ့ညှပ်ဖြတ်လိုက်ပါမယ်နော်
ကတ်ကြီးလေးနဲ့ညှပ်ဖြတ်လိုက်ပြီးဆိုရင်ဒီချီလေးကိုဆွဲထုတ်လိုက်ပါနော်ဒီလိုမျိုးလေးဖြစ်ပါမယ်ဖြစ်တဲ့အခါမှာဒီမှာပွင့်ဖက်ကဂန်းကော်ပွင့်ရဲ့အလဲကအပေါက်ကလေးကဒီလိုမျိုးလေးကြာမနေစီပါနဲ့နော်နောက်ကအပြင်ကိုနောက်ဆုံးအဆုံးသတ်တော့မယ်ပြီးပြီဆိုရင်တေးသေးချာချာလေးဆွဲလိုက်ပါနော်သူကထိုးရင်းနဲ့ပြန်ပြီးတော့အပေါက်ကလေးဖြစ်လာတတ်ပါတယ်ဒီလိုမျိုးလေးဆွဲလိုက်ပါဆွဲပြီးပြီဆိုရင်နောက်ကနှစ်ပင်ကိုခြိလိုက်ပါမယ်နော်ဒီမှာကျိုးနှစ်ပင်ရှိတယ်အဲ့နှစ်ပင်လုံးကိုခြိလိုက်ပါခြိလိုက်ပါမယ်နော်ခြိပြီးလို့ရှိရင်ဒီမှာသူတို့နှစ်ခုခြိပြီးပြီဆိုရင်ဒီရဲ့ပွင့်ဖက်ကနောက်ကနေအခလေးနဲ့ဆွဲထဲမှာအကျိုးစားကိုသိမ်းလိုက်ပါမယ်နော်ဒီလိုမျိုးလေးလှုပ်လိုက်ပါမယ်အဲ့ဒါပြီးရင်ကတ်ကြီးလေးနဲ့ညှပ်ဖက်လိုက်ပါဒါဆိုရင်ပွင့်ဖက်လေးအပွင့်လေးအောက်ခံအပွင့်လေးရပါပြီနော်ဒီလိုမျိုးလေးပါမျိုးလေးရပါပြီဝက်ဆန်လေးတိုက်လိုက်ရုံပဲเนาะဝက်ဆန်လောက်တာလေးကိုစစ်ပြီးတော့ကြည့်ကြမယ်ဒီလောက်ဖို့အတွက်ဆိုရင်ဒီမှာဒီအဝါချီလေးနဲ့လောက်ပါမယ်เนาะလောက်မယ်ဆိုရင်ဒီမှာလက်ညှိုးနဲ့လက်ခလန်နဲ့ဒီလိုမျိုးပေါ့เนาะအဲ့လိုမျိုးဒီလိုမျိုးခက်ကွာကွာလေးပေါ့နည်းနည်းဒီလိုမျိုးအစီလည်းမဟုတ်ဘူးဒီလိုမျိုးခက်ကွာကွာလေးထားမယ်ထားပြီးတော့ဒါလေးကိုရစ်လိုက်မယ်เนาะ16ခါရစ်ပါတယ်ကျွန်မကတော့1 3 4 5 6 9 10 11 12 13 14 15 16နော်16ပင်ရက်ပါတယ်ရက်ပြီးတော့ဒီကြိုးသားလေးကိုဖြတ်လိုက်ပါဖြတ်ပြီးတော့ဒီအလဲကခြိဖို့အတွက်ဒီကြိုးလေးကိုလည်းတစ်ပင်လောက်ဖြတ်လိုက်ပါမယ်နော်ဒီလိုမျိုးခြိကြိုးလေးလည်းဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ဒီမှာဒီလက်နှလုံးကြားထဲကနေပြီးတော့ဝင်ပြီးတော့ခြိပါမယ်နော်လက်နှလုံးကြားထဲကနေပြီးတော့ယူပါမယ်ဒီမှာဒါဆိုရင်တစ်ပတ်ပေါ့နော်နောက်ထပ်တစ်ပတ်ထပ်ပါမယ်ဒီနောက်ကနေယူပါမယ်ဒီလိုမျိုးလေးကြားရနော်အဲ့လိုမျိုးလေးကြားတဲ့အခါမှာဒီနှစ်ခုကိုဒီလိုမျိုးလေးဆွဲလိုက်ပါဆွဲပြီးတော့ဒီလက်ကနေပြီးတော့ဒါလေးကိုဖြုတ်လိုက်ပါနော်ဒီလိုမျိုးလေးရဖြုတ်ပြီးရင်ဒီနှစ်ခုကိုဒီလိုခောက်ချိုးကင်မယ်ကင်ပြီးတော့ဒါလေးကိုနာဆွဲပါကြက်ကြက်ကလေးဆွဲပါနော်ဆွဲပြီးတော့ဒါလေးကိုနှစ်ပတ်ချီလိုက်ပါမယ်တစ်ခါချီတယ်နောက်ထပ်တစ်ခါချီလိုက်တယ်နော်ဒီလိုမျိုးလေးရပါတယ်ရတဲ့အခါမှာဒီခွင်းတွေကိုကတ်စီနဲ့ညှပ်ဖက်လိုက်ပါဒါကတော့ကျွန်မဝက်ဆန်လုပ်တဲ့နီးလေးပေါ့နော်သူများတွေလည်းတခြားနီးနဲ့လုပ်ကြရရှိပါတယ်ကိုအားသာရကိုအဆင်ပြေတယ်လို့လုပ်ပါအဲ့ဒီကွန်းလေးတွေပြတ်သွားအောင်ညှပ်ဖြတ်လိုက်ပါနော်ဒါဆိုရင်ဒီလိုမျိုးလေးရသွားပါပြီအဲ့လိုမျိုးလေးရသွားပြီဆိုရင်ဒါကိုပြီးမှညှိမယ်နော်ဒီကြိုးတွေကိုပြီးမှညှိပါမယ်ကျွန်မကတော့လေဒါလေးကိုဒီမှာဒီလိုဆိုရင်ဒီလိုခြိထားတာပေါ့နော်ဒီလိုခြိထားတာကိုဒီကြိုးကြီးနဲ့ဒီလိုမျိုးမတက်ချင်တဲ့အတွက်ကြောင့်ကျွန်မကနီးစနစ်လေးပြောင်းထားပါတယ်ဒီအလဲပါပေါ့ဒီမှာဒီလိုမျိုးခြိထားတာဆိုရင်ဟိုဘက်ဒီဘက်ဒီအလဲတက်မှာဒီလိုမျိုးလှန်လိုက်မယ်ဒီလိုလေးလုပ်လိုက်မယ်နော်ခေဝက်ပုံစံလေးအဲ့လိုမျိုးလေးအလဲဘဟိုတက်ဒီဘက်ကလည်းအလဲဘဟိုဒီလိုလေးလှန်လိုက်တယ်နော်လှန်ပြီးလို့ရှိရင်ကျွန်မကအဲ့ညာနေထဲမှာဒီမှာအက်ကလေးနဲ့အချီလေးနဲ့ထိုးထားပါတယ်ချီအဝါရောင်လေးနဲ့ပေါ့နော်အဲ့ဒါလေးကိုဒီအလဲတက်ကိုထိုးလိုက်ပါနော်ဟိုဘက်ကိုလည်းထိုးမယ်အဲ့လိုထိုးလိုက်တယ်ထိုးပြီးလို့ရှိရင်ဒီမှာဒီရဲ့ပန်းပွင့်ရဲ့အလဲဘဟိုအပေါက်ပေါ့နော်မစ်ချယ်ရင်ရဲ့အလဲအပေါက်ကနေပြီးတော့နောက်ကိုဆွဲယူလိုက်ပါအဲ့လိုမျိုးလေးတက်တယ်ပေါ့နော်အဲ့လိုလေးတက်တယ်တက်ပြီးလို့ရှိရင်နောက်ထပ်လည်းထိုးမယ်ပေါ့နော်ဒီမှာဒီနောက်ကနေခိုင်အောင်ဟာထိုးမယ်နော်အဲ့လိုမျိုးလေးဒါကတော့ကိုအဆင်ပြေသလိုချုပ်ပါနော်အဓိကကတော့ပန်းပွင့်နဲ့ဝက်ဆန်နဲ့ကိုတွဲလိုက်တဲ့သဘောပါပဲဒီနီးမှမဟုတ်ဘူးကိုအဆင်ပြေသလိုကိုခိုင်ခန့်အောင်ကိုဘယ်လိုချုပ်မလဲပေါ့နော်ကိုဟာနဲ့ကိုလည်းစားသက်တွေထွင်ပြီးတော့ချုပ်လို့ရပါတယ်ဒါကတော့ကျွန်မလုပ်တဲ့နီးလောက်ရောင်နေတဲ့နီးတိုင်းပဲပေးလိုက်တာပါနော်3-4ခါလောက်ချုပ်လိုက်ပါခိုင်သွားရင်ရပါပြီကော်နဲ့ကတ်တာတွေကရေလျှော်လဲရင်ပြန်ကွာတတ်တာတွေဘာဖြစ်တတ်ပါရဲ့เนาะကျွန်တော်ကတော့လည်းချုပ်နေပဲချုပ်ပေးပါတယ်အင်ဂျီဒီမှာကတ်ရင်လည်းရေရှည်ဝတ်လို့ရအောင်ဟာလေအဲ့ဒါဆိုရင်ရပါပြီเนาะလိုမျိုးလေးတက်လိုက်တာပါဒါကတော့ဝက်ဆန်ကမပြီးသေးပါဘူးเนาะဒါလေးကိုဘီးလေးနဲ့ချစ်ပါမယ်အဲ့တော့ဒီလိုမျိုးဘီးစိတ်လေးနဲ့ချစ်ပေးပါတယ်เนาะဒါကတော့ဝက်ဆန်ဖွာတဲ့နေရာမှာကိုအဆင်ပြေတယ်လို့ဖွာပါဒီဝက်ဆန်လေးတွေကိုတချို့ကြဒီတိုင်းပဲတော့ကျွန်တော်ကလှအောင်ဟာလုပ်ပါရယ်နော်ကိုလုံးတက်လက်ရာလေးအများလားလှပနေအောင်လုပ်ပါတယ်ဒီလိုမျိုးဘီးစိတ်လေးနဲ့ဖိလိုက်ပါတယ်ဖိတဲ့အခါမှာနော်ဒီအောက်ကအဖြူဝင့်ကိုသွားမထိပါသေးနဲ့နော်အသာလေးပဲရွာလေးပဲနော်စိတ်ရှည်လေးဟမ်းမိတ်ဆွဲသဘောတရားတော့ကိုလက်ထဲတင်လှအောင်ပုံဖော်ရတာပါစိတ်ရှည်လေးလုပ်ပါနော်
အဲ့လိုလေးဖိလိုက်ပါတယ်တချို့ကじゃအဲ့လိုအပြင်မှာဖွာပြီးမှတက်တယ်ကျွန်မကတော့အမြန်လုံးတဲ့နီးပေါ့နော်ဒါကတော့လေတက်လိုက်တယ်တစ်ခါတည်းအပြီးတက်လိုက်တယ်တက်ပြီးတော့ဒီလိုမျိုးလေးဖွာလိုက်တယ်ဖွာပြီးလို့ရှိရင်ဒါလေးတွေကိုညှိပါမယ်နော်ညှိတဲ့အခါမှာဒီမှာအောက်ကပွင့်ဖတ်မှာဒီမှာဒီအကွဲလေးပေါ့နော်ဒီအကွဲလေးလောက်ကနေကိုစိတ်ကြိုက်မှန်းပြီးတော့ညှက်ပါနော်ဒါလေးကိုလေလက်မလေးနဲ့ထိပြီးတော့ညှက်တော့ရမယ်အဝိုင်းလေးလောက်ပေါ့နော်ဒီနေရာကတော့ကိုယ်စိတ်ပေါ်ပဲမူတည်ပါတယ်နော်ကိုယ့်ရဲ့စိတ်ရှည်မှုပေါ်ပဲမူတည်တယ်ဒါကတော့လေဝိုင်းအောင်ညှက်ပါကျမတို့လည်းဒီတိုင်းပဲလေးလာပြီးတော့ပဲအစင်ပြေအောင်လှအောင်ဟာကိုမျက်စိနဲ့ပေါ့နော်မှန်းပြီးတော့ညှက်တာပါနော်အဲ့လိုမျိုးလေးညှက်ပါတယ်ဒါလေးကိုဒီလိုမျိုးလေးတွေလုပ်ပြီးတော့ညှက်ပါနော်တပွင့်ချင်းကိုအဲ့လိုမျိုးစိတ်ရှည်လက်ရှည်လုပ်ပြီးတော့ညှက်ရပါတယ်ကန်းကော်ပွင့်တပွင့်ဖြစ်ဖို့ကမလွယ်ပါဘူးเนาะလက်ဝင်ပါဒီလိုမျိုးလေးပါဒါဆိုရင်တော့ဝက်ဆန်ပွင့်လေးရပါပြီเนาะဒါဆိုရင်ကောက်ကော်ပွင့်လေးရပါပြီဒီမှာဒီလိုမျိုးလေးပါเนาะခိုင်ခန့်ခန့်နဲ့ဒီလိုမျိုးဝက်ဆန်လေးနဲ့ကောက်ကော်လေးရသွားပါပြီရှင်အဆင်ပြေကြပါစေเนาะအဆင်မပြေတာရှင့်လည်းမေးလို့ရပါတယ်